Unit 7 Mastering the consonant sounds ဒီထဲမှာကျွန်တော် th sound နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလေ့ကျင့်တော့မှာဖြစ်ပါတယ် th ကိုရရင်တော့တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်မရတဲ့လူလည်းမလို့ဘူးဒါကကျတော့လူတွေကနားလေတယ်ကိုကဘာပြောချင်မှန်းတော့နားလေတယ် vowel တဲ့မှန်တော့လူတွေကနားလေတယ်ဒါပေမဲ့စကားကလန်ကြီးဖြစ်တာပေါ့နော် master အဆင့်တော့မရောက်သေးဘူးတခုက mastering လုပ်မယ်ဆိုတော့ဒီအဟာကတော်တော်လေးကိုတရားရခက်တယ်ဒါပေမဲ့အကောင်းဆုံးအဆင်ပြကြည့်မယ်နော် alright ဘာလို့တခုကကျတော့ the ဒီလိုတခုက the မနော်အဲ့တော့သူ့ကိုဘယ်လိုမျိုးထွက်ရမလဲဆိုဒီ sha ပေါ့နော်ဒီတွားနဲ့ sha ရဲ့ထိတ်ကိုနည်းနည်းဖိပြီးတော့ဒီတလေရရတယ်ဒါပေမဲ့တလောက်လဲဆရာပြီတီကဒီ th ကအဲ့ဒါပဲပြီးရင်ဒီဖက်ကကျတော့သူကဒီပထမတစ်ခုကvoiceless sounds ဖြစ်ပြီးတော့ဒီဒုတိယတစ်ခုကကျတော့ voiced sounds ဖြစ်နေရတယ်နော်အဲ့တော့သူကကျတော့ဒီကနေကြည့်ဒီမှာထိကြည့်ပြီးတော့ပေါ့နော်အတန်အိုးကိုကြည့်ပြီးအတန်ကြောကိုကြည့်ပြီးတော့အဲ့ဒါပဲအဲ့ကြောင့်နောက်တစ်ခုကကျတော့ဒီဘက်ကကျတော့ the ကကျတော့ t နဲ့ပုံစံတူတယ်ဒါပေမဲ့အတန်တော့မတူအမှရောတက်တယ်ပြန်ဒီဖက်ကကျတော့ d နဲ့တွားပြီးတော့ရောတက်တယ်ပေါ့နော် this နဲ့ this ပြန် disk က sc က disc က disk this အမျိုးပေါ့နော် th နဲ့ d ပြန် voiceless တွေကနေ th နဲ့ t ကကျတော့ပြောမှတတ်တယ်ပေါ့နော်အဲ့ကျအောင် anything earth သူကဆိုပေမဲ့လည်းသူ့ကို stress တဲ့အချိန်မှာကကျတော့တနဲ့ပဲတွားရဟုတ်တယ်နှစ်ဖက်စလုံးမှာကျတော့တနဲ့ပဲအဲကြောင့်သူ့ရဲ့နောက်မှာconsonants မဟုတ်ဘဲနဲ့ vowel line တော့သူ့အတန်ကပိုပြောရခက်တယ်လွယ်တယ်ပေါ့နော်ဒါပေမဲ့ th နဲ့ဆုံးမှာပဲပြဿနာထွက်တာအမှတော်တော်လေးခက်တယ်ပေါ့နော် earth ဒီဘက်က father this ပေါ့နော်အဲ့ဒီကနေကျွန်တော် common spelling patterns ကိုတွက်ရအောင်နော်အဲ့တော့ voiceless ဖြစ်တဲ့ d ကကျတော့ th နဲ့ဆုံးတယ်ပေါ့နော်content words th ဆုံးတယ်ပြီးရင်ဒီ the voice patterns မှာကျတော့ th နဲ့ဆုံးရင်အမြဲတမ်းပေါ့နော်e ပါရပေါ့နော် th ရဲ့ဆုံးတယ်ဒါပေမဲ့ th နောက်မှာ e အမြဲတမ်းပါတယ်ပေါ့နော် th နဲ့ th နဲ့th နောက်မှာ th နဲ့ဆုံးရင် voiceless the နဲ့တော့ဆုံးတယ်ဒါပေမဲ့တလုံးပေါ့နော် e တွေပါလာရင် the တွေနဲ့ဆုံးရင်တော့အဲ့ဒါကကျတော့ voice sounds ဖြစ်သွားတယ်ပြန်နောက်တစ်ခုကကျတော့ th ကကျတော့များတော့ဖြစ်ကကျတော့သူ့ရဲ့နောက်မှာinitial cluster ပဲပေါ့နော်အလယ်မှာပဲဖြစ်သူ့ရဲ့နောက်မှာ vowel လိုက်သူအတန်ကကျတော့ဗာလဲ the ဖြစ်သွားတယ်ပြီးရင်ဒါပေမဲ့th ရဲ့နောက်မှာ vowel လိုက်တယ်ဒါပေမဲ့သူ့ရဲ့ဟာကကျတော့ d တို့မဟုတ်ဘဲနဲ့ပေါ့နော်articles တို့ function ပေါ့နော် articles တို့ပြီးရင် pronouns တို့ဒါတွေကကျတော့ဗာလဲသူ့ရဲ့အတန်က the အဲ့တော့ voice sounds ဖြစ်သွားတယ်เนาะအဲ့တော့ရှင်းရှင်းလေးပဲပထမတစ်ခုကကျတော့အဆုံးကိုကတော့နိုင်ရှင်တာ th နဲ့ဆုံးရင်voiceless the နဲ့တော့ဆုံးတယ်ဒါပေမဲ့ vowel တွေပါလာတယ် the တို့ breathe တွေပါလာတယ်ဆိုတော့သူကကျတော့ voice တန်ဟုတ်တယ် th ကကျတော့အတန်သူထားတဲ့ပုံစံနဲ့တူပဲအတန်ကပဲပေါ့နော်ထွက်တာမတူတာပြီးရင်ဘယ်လိုမျိုးထွက်တာမတူတာလဲဆိုရင် th နဲ့ဆိုရင် voiceless th နောက်မှာvowel လိုက်လာတဲ့ရင်အဲ့ဒါကကျတော့ voiced နောက်တစ်ခုကကျတော့ th ရဲ့နောက်မှာvowel လိုက်တယ်ပြီးတော့ th ကကျတော့အဆုံးမဟုတ်ဘူး
suffix လည်းမဟုတ်ဘူးအဆုံးမဟုတ်ဘူးအရှိမှာတော့အလဲမှာဆိုရင်သူရဲ့ဟာကကျတော့ the voiceless ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပဲ th ရဲ့နောက်မှာ vowel လိုက်ပြီးတော့ပထမစားတဲ့စကားလုံးတွေအလဲမှာဆိုရင်ပေါ့နော်သူရဲ့အတန်ကဖြစ်သွားတဲ့အချိန်မှာဘာဖြစ်လို့လဲဆိုရင်သူက voice ဖြစ်သွားတာကသူ့မှာarticles တို့ the တို့ that တို့ဘာလို့ pronouns တို့ adjective th တွေနဲ့ပတ်သက်ပြီးတော့ဖြစ်သွားတဲ့အချိန်ကြမှာပဲပေါ့နော်ညွန်ပြတဲ့ဟာပေါ့နော် pronouns တွေ function content မဟုတ်ဘူး function words တွေကိုကျွန်တော်the ပေါ့နော်ဒီ voice နဲ့ပြောရတယ်ပေါ့နော်အဲ့ဒါပဲတန်းတာကဘာမှလည်းမခက်ဘူးပေါ့နော် with nothing both method နော် method မဟုတ်method ရဲ့အဲ့ method ပေါ့နော် ninth birthday third month နော်သူက th နဲ့ဆုံးတယ်အဲ့လိုပဲဒီဖက်မှာလည်းလိုပဲ that clothing neither brotherပေါ့နော်this weather mother fatherပေါ့နော် birthday alright ဒီဖက်ကကျတော့t နဲ့ the နဲ့ဒီဖက်က the နဲ့ the နဲ့ tank but both mat tank team true through ဘာလို့အဲ့ကြောင့်သူကို stress ရင်ပြဿနာမရှိတာနဲ့ပဲတွားလို့ရတယ်ဟိုဘက်ကလीနော်ဒီဘက်ဒါပေမဲ့သူ့ကိုမ stress တဲ့ချိန်ကြမှာပဲပေါ့နော်နည်းနည်းပြောရခက်တာပေါ့နော် thank through both ကတီပေါ့နော်သူအရှာကိုနည်းနည်းဖိပြီးတော့ပြောပေးရရုပ်လိုက်ပဲရှာကိုဖိပြီးတော့ပြောလိုက်ရုံပဲပေါ့နော်အဲ့တော့ဆိုရပြီဒီဘက်ကဆိုဒီနဲ့ဒီ breathing they their those then they worthy အမျိုးပေါ့နော် stress then ဒီအားကကျ stress နေလဲမ stress တဲ့ချိန်မှာလဲပေါ့နော်နည်းနည်းပါတော့တူလာပေါ့နော် the နဲ့ the ပေါ့နော် then they worthy စကားတော့အရင်များတယ်ပေါ့နော်လူရင်းမရဘူးမင်းရဲ့ essay ကဆို so worthy နည်းနည်းပါကွက်တိမတွားဘူးပေါ့နော်လူရင်းတူရှင်းပြောဖို့တဲ့စကားလုံးတွေလည်းမရှိတော့စကားလုံးအများကြီး descriptive worthy ဖြစ်သွားတာနောက်တစ်ခုက worthy ကကျတော့ထိုက်တန်တာပေါ့နော်ကိုထိုင်နေကိုI mean worthy alright so th ကကျတော့ခက်တယ်ဒါပေမဲ့ရှာကိုပေါ့နော်တွားနှစ်ခုကြားထဲမှာထည့်ပြီးတော့ပေါ့နော် that that he is dead it is that easy it is that easy ပေါ့နော် th at that dead နော် the နဲ့ the အဲ့ဒါပဲကွာအဓိကကျတော့ကိုကဘောနော်ရှာနှစ်ခုကြားထဲမှာထီထိပ်ပြီးတော့ပြောတတ်အောင်လေ့ကျင့်ရမှာနော် they ဘောနော် they are
they are these are these are they are they are alright so ဒါကကျွန်တော် is all about th sounds ပေါ့နော်အဲကြောင့်ကျွန်တော်session ထဲမှာတွေ့ကြတဲ့အချိန်မှာဆိုဒါကိုအဓိကပြောအောင်ပေါ့နော် alright ပြီးရင် td ပြီးရင် th sound တွေနဲ့ရှင်းပြီးတော့ငါတို့ကပြောချင်တော့မှာဖြစ်တယ် alright bye bye